မိန်းကလေးငယ်သည်မိမိ၏ကြာပန်းဆိုင်ခင်းသို့ပြန်ရောက်လာစဉ်အိမ်နီးချင်းဖြစ်သူအန်တီဝန်နှင့်ဆုံတွေ့ခဲ့သည်ထိုစဉ်အန်တီဝန်ကရှောင်ဟဲ၏ကြာပန်းများကောင်းမွန်စွာကြီးထွားနေသည်ကိုချီးမွမ်းပြီးစမ်းစားရန်အတွက်ဒါဇင်အနှဲငယ်ယူမည်ဟုဆိုသည်ထို့နောက်ရင်းတို့နှစ်ဦးသည်ရှောင်ဟဲစိုက်ပျိုးထားသည့်တပေါင်လျင်ရွမ်60လက်ကားဆေးရှိသောဂိုလ်ဒန်ထားဒူးရင်သီးများနှင့်ပတ်သက်၍စကားလက်ဆောင်ကြားခဲ့ကြသည်အန်တီဝန်ကရှောင်ဟဲ၏ဒူးရင်သီးများသည်အပြင်ထက်ပိုမိုအရသာရှိကြောင်းနှင့်မိမိအနေဖြင့်မြည်သည့်ငွေကြေးများပေးရန်မလိုဘဲလာတိုင်းစားကဒါဇင်နှင့်ချီယူဆောင်နိုင်ခြင်းကိုသဘောကျနေသည်ယင်းအပြင်ရှောင်ဟဲသည်လေယောက်ျားနှင့်သားသမီးမရှိသည့်မိန်းကလေးငယ်တဦးဖြစ်သည်ဖြင့်ဤများပြားသောဒူးရင်သီးများကိုကုန်အောင်စားနိုင်မည်မဟုတ်ပဲပုတ်တိုးသွားလိမ့်မည်ဖြစ်ရာမိမိကအနှဲငယ်စားပေးခြင်းကထိခိုက်မှုမရှိနိုင်ကြောင်းပြောဆိုသည်ရှောင်ဟဲကထိုစကားအပေါ်တုံ့ပြန်ရန်စူးစမ်းတော်လဲအန်တီဝန်ကကြားဖြတ်၍ရှောင်ဟဲငယ်စဉ်ကဗိုက်စာ၍ငိုယိုနေစဉ်မိမိကပုတ်နေသည့်ထမင်းပကံတစ်ဝက်ကိုပေးခဲ့ဘူးသဖြင့်ယခုကဲ့သို့ဒူးရင်သီးအနှဲငယ်စားမိခြင်းမှာဘာမှမမှားကြောင်းအခွင့်အရေးယူပြောဆိုကာဒူးရင်သီးများကိုထပ်မံသွားရောက်ခုယူသည်ရင်းပြင်မနှက်ဖြန်တွင်ထက်လာဦးမည်ဖြစ်ကြောင်းဒူးရင်သီးများကအရန်အရသာရှိသဖြင့်ဘယ်သူမှမခိုးပါစေပဲမိမိအတွက်အားလုံးတင်ထားပေးရန်ပြောဆိုရင်းကုန်ထားဒူးရင်သီးများမှာလုံးဝကောင်းမွန်လာသဖြင့်ဝအောင်စားခဲ့သည်ဟုဆိုသည်ရက်အနှဲငယ်ကြာလာသောအခါအန်တီဝန်သည်ထိုဒူးရင်သီးများကိုစားသုံးခြင်းကြောင့်အသားရည်များတိတိတတ်တာကောင်းမွန်လာခဲ့သည်ထို့နောက်အန်တီဝန်သည်ရွာသားတဦးနှင့်စကားပြောဖြစ်ရာထိုရွာသားကတပေါင်းလျင်ရွမ်ဆယ်ကနန်းခန့်တန်ဖိုးရှိသောထိုဒူးရင်သီးများကိုမြည်သည့်နေရာမှဝယ်ယူလာကြောင်းမေးမြန်းသည်အန်တီဝန်ကမိမိအနေဖြင့်ပတ်စံသုံးစရာမလိုကြောင်းနှင့်ရှောင်ဟဲသည်လိမ္မာပါးနှက်သောကလေးငယ်တဦးဖြစ်သည့်အတွက်မိမိအားကြိုက်သလောက်ရွေးချယ်ခွင့်ပေးထားကြောင်းရေမောလျက်ကြွားဝပြောဆိုသည်ထိုရွာသားကရှောင်ဟဲဘက်ကအမှန်တကယ်သဘောတူပါသလားဟုထပ်မံမေးမြန်းရာအန်တီဝန်ကရှောင်ဟဲကဲ့သို့မိန်းကလေးတဦးတည်းဤမြအများကြီးမစားနိုင်ပဲပုတ်သွားမိအတူတူမိမိကကူညီပေးခြင်းဖြစ်ကြောင်းနှင့်သူမငယ်စဉ်ကပုတ်နေသည့်အစားအစာများစွာကျွေးမွေးခဲ့ဘူးသဖြင့်ယခုကြီးပြင်းလာချိန်တွင်မိမိအားလေးစားမှုပြရမည့်အချိန်ရောက်ပြီဖြစ်ကြောင်းအခိုင်အမာပြောကြားသည်ထိုအခါရွာသားကလည်းရှောင်ဟဲသည်ရက်ရောသူဖြစ်ပြီးအန်တီဝန်နှင့်ငင်းခုန်ခြင်းမပြုကြောင်းထောက်ခံသည်သို့တော်လည်းအန်တီဝန်ကရှောင်ဟဲအနေဖြင့်မိမိနှင့်ငင်းခုန်ရန်ကြိုးစားပါကလည်းအတုံးမဝင်ကြောင်းအကယ်၍ရှောင်ဟဲဒေါသထွက်ခဲ့လျင်ပင်ရွာသားများကအရာအလုံးအစဉ်ပြေချုံးမွေအောင်ဝိုင်းဝန်းဖြည့်ရှင်းပေးကြမည်ဖြစ်ပြီးနောက်ဆုံးတွင်လူတိုင်းကရှောင်ဟဲအားမိမိအပေါ်ရက်ရောရန်သာအကြံပေးကြလိမ့်မည်ဟုယုံကြည်ချက်လွန်ကဲစွာပြောဆိုသည်အခြားတစ်ဖက်တွင်မူရှောင်ဟဲသည်အန်တီဝန်၏လုပ်ရများပေါ်ငြိမ်ခံမနေတော့ပဲမိမိအားရက်ဆက်သည်ဟုအပြစ်မတင်ရန်စိတ်ထဲမှတွေးတောလျက်တိတ်တဆိတ်စီစဉ်နေခဲ့သည်ထိုအချိန်တွင်စိုက်ပျိုးရေးဆိုင်ရာသတင်းအချက်လက်ပလက်ဖောင်းတစ်ခုမှတာဝန်ရှိသူတဦးကရှောင်ဟဲထံသို့ဖုန်းဆက်သွယ်လာပြီးရင်းတို့အနေဖြင့် Golden Top ဒူးရင်သီးများကိုစိတ်ဝင်စားသဖြင့်ရေရှည်ပူးပေါင်းဆောင်ရွက်ရန်လူကိုယ်တိုင်ဆွေးနွေးလိုကြောင်းကမ်းလှမ်းလာသည်ထိုသတင်းကြောင့်ရှောင်ဟဲအလွန်ဝမ်းသာသွားပြီးတာဝန်ရှိသူ၏အဆိုပြုချက်အရအသေးစိတ်ဆွေးနွေးရန်အတွက်ဤအပတ်အတွင်းပြည်နယ်မြို့တော်သို့တွားရောက်ရန်သဘောတူညီခဲ့သည်သို့တော်မြို့တော်သို့တွားရောက်ပါကအနည်းဆုံးတစ်လခန့်ကြာမြင့်မည်ဖြစ်ရာမိမိမရှိခိုက်ဒူးရင်ဥယျာဉ်အတွက်စိုးရိမ်ပူပန်မှုဖြစ်ပေါ်လာသည်ထိုအတော်အတွင်းအန်တီဝန်သည်ရှောင်ဟဲ၏အိမ်သို့ရောက်ရှိလာပြီးခီးသွားရန်ပစ္စည်းများထုတ်ပိုးနေသည်ကိုတွေ့ရှိကာမြည်သည့်နေရာသို့တွားမည်နည်းဟုလှမ်းမေးသည်ရှောင်ဟဲကပြည်နယ်မြို့တော်သို့တွားရောက်မည်ဖြစ်ပြီးတစ်လလောက်ပြန်မလာဖြစ်ကြောင်းဖြေကြားသည်ထိုအခါအန်တီဝန်ကတစ်လခန့်ကြာမြင့်မည်ဆိုပါကဒူးရင်သီးများရင့်မဲ့နေပြီဖြစ်၍ခိုးမခံရအောင်ဥယျာဉ်ကိုစောင့်ရှောက်ပေးမည်ဖြစ်ကြောင်းထို့ကြောင့်တောတချောင်းထားခဲ့ရန်လောဘနာကြီးတောင်းဆိုသည်ရှောင်ဟဲကအန်တီဝန်အားစိတ်မပူရန်နှင့်လိုအပ်သည်များကိုထားခဲ့မည်ဟုအေးဆေးစွာပင်ပြောဆိုလိုက်ရာအန်တီဝန်ကကျေနပ်သွားပြီးရှောင်ဟဲအားစိတ်အေးချမ်းသာစွာဖြင့်မြို့တော်သို့တွားနိုင်ကြောင်းဥယျာဉ်ကိုမိမိကောင်းမွန်စွာဂရုစိုက်ပေးမည်ဟုကတိကဝတ်ပြုသည်သို့တော်လည်းရှောင်ဟဲသည်အန်တီဝန်အားတော့ပေးရန်အစီအစဉ်မရှိဘဲစောက်လုပ်ရေးသမားဦးလေးလူလော်ဝါယိုနှင့်ပြင်းဤလက်ထောက်ခိုက်တို့ကိုခေါ်ယူကာဥယျာဉ်တွင်၌ထူးခြားသောခံတပ်တစ်ခုကိုတိစောက်ရန်စီစဉ်တော်သည်ရှောင်ဟဲကဦးလေးလူအားဥယျာဉ်တွင်နေရန်တစ်ခုပြင်ဆင်ပေးရန်တောင်းဆိုရာဦးလေးလူကခြံစည်းရိုးရှိနေသည်မဟုတ်လောဟုမေးမြန်းသည်ရှောင်ဟဲကလက်ရှိခြံစည်းရိုးနှင့်မလုံလောက်ပဲလူတွေ၏နှလုံးသားကိုလုံးဝကွဲကျေစေမည့်အနည်းဆုံး 2.8 မီတာအမြင့်ရှိသောအုတ်နံရံမျိုးကိုလိုချင်ကြောင်းပြောသည်ဦးလေးလူက 2.8 မီတာဆိုသည်မှာအတော်လေးမြင့်မားသောစံနှုန်းဖြစ်ကြောင်းမှတ်ချက်ပြုပြီးအနီရောင်အုတ်နံရံများဘီလက်မြေကုန်များနှင့်အပေါ်မှဘသူမှမကြော်တက်နိုင်စေရန်စူးကျိုးခြံစည်းရိုးများခတ်ပေးမည်ဟုသဘောတူသည်ပေမတကားနှင့်ပတ်သက်၍မူရှောင်ဟဲက9 မီလီမီတာအထူးရှိသောတံမဏိပြားကိုအသုံးပြုကာတစ်သားနှင့်တံမဏိများဖြင့်လုံးဝပိတ်ဆို့ထားရန်တောင်းဆိုသည်ဦးလေးလူကဤများအထိပိတ်ဆို့ထားပါကမိတို့ဝင်မည်နည်းဟုမေးရရှောင်ဟဲကအတွင်းဘက်တွင်ဘိုးတစ်ခုနှင့်လျှို့ဝှက်သောခလောက်တစ်ခုတက်ဆင်ထားမည်ဖြစ်ပြီးအပြင်ဘက်မှကြည့်ပါကတံမဏိနံရံတက်တာမြင်တွေ့ရမည်ဖြစ်ကြောင်းရှင်းပြသည်ထို့ပြင်ရှောင်ဟဲကအပြင်ဘက်တကားတွင်တိုက်ခွဲခြင်းဖြတ်တောက်ခြင်းနှင့်ခုံပေါက်ခြင်းဒဏ်များကိုခံနိုင်ရရှိသည့်လေးလံသောတောခလောက်ကြီး8ခုကိုကဟေဆက်ရန်စေခိုင်းပြီးထိုသောခလောက်တစ်ခုချင်းစီတွင်မတူညီသောတောတစ်ချောင်းစီရှိနေစေရမည်ဟုဆိုသည်ထိုအခါဦးလေးလူကအပြင်ဘက်တွင်တောခလောက်များကိုကဟေဆော်ထားပါကတစ်ခုချင်းစီဖွင့်ရန်10 မိနစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်းနှင့်အပြင်မှတကားမဖွင့်ပဲမိတို့ဝင်မည်နည်းဟုရှောင်ဟဲအားတိတိကျကျရှင်းပြရန်တောင်းဆိုသည်ရှောင်ဟဲကအတွင်းထဲ၌လျှို့ဝှက်ရန်ရရှိပြီးသားဖြစ်ကြောင်းနှင့်အပြင်ဘက်မှတောခလောက်8ခုမှအမြင်အားဖြင့်ထိုးဖောက်လို့မရသည့်ခံတက်ကြီးတစ်ခုလိုထင်မှတ်ရအောင်လှုပ်ဆောင်ထားသည့်ပြဆက်တစ်ခုသာဖြစ်ကြောင်းရှင်းပြသည်ဦးလေးလူကရှောင်ဟဲသည့်လူများကိုလှည့်စားနေခြင်းဖြစ်ကြောင်းသဘောပေါက်သွားပြီးအကယ်၍တယောက်ယောက်ကအပြင်ဘက်မှတကားဖွင့်ရန်ကြိုးစားပါကထိုသောခလောက်8ခုကိုရွေးချယ်ရမည်ဖြစ်တော်လဲမိမိအသုံးပြုမိတောခလောက်များသည်ပောက်ကွဲမှုဒဏ်ခံနိုင်ကဟိုက်ဒရိုလစ်ကကြေးသို့မဟုတ်လွှတ်ဆက်ဖြစ်ပင်အလွယ်တကူဖြတ်တောက်၍မရနိုင်ကြောင်းတကားကိုဖြုတ်ပြမှသာပွင့်နိုင်မည်ဖြစ်ကြောင်းအာမခံသည်ဤဒီမှာရှောင်ဟဲအလိုရှိသောအကျိုးသက်ရောက်မှုဖြစ်ပြီးတောခတ်ထားတော်လဲထုတ်ယူခြင်းသူတိုင်းမြင်နိုင်ထိနိုင်ကမိတို့များယူမရအောင်ပြုလုပ်ထားခြင်းဖြစ်သည်ဦးလေးလူကရှောင်ဟဲအားတစုံတစ်ယောက်ကို1060နေခြင်းလုံးဟုမေးမြန်းရင်းဤစိတ်ဝင်စားဖွယ်အလုပ်ကို3ရက်အတွင်းပြီးစီးအောင်ဆောင်ရွက်ပေးမည်ဟုကတိပြုသည်ရှောင်ဟဲကလည်းအချိန်မြန်ပြီးရန်လိုအပ်ပြီးငွေကြေးမှာပြဿနာမဟုတ်ကြောင်း
ပြောကနေရန်ကို2.8 မီတာအမြင့်စူးကျုံများဖြင့်၎င်းတကားကို9 မီလီမီတာတန်မဏိပြားဖြင့်၎င်းအပြင်ဘက်တွင်တောက်ခလောက်ကြီး8ခုကိုခိုင်ခိုင်မာမာကဟေဆော်၍၎င်းတိဆောက်ရန်တေချာစွာထပ်မံညွှန်ကြားသည်ထို့နောက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ရှောင်ဟဲသည့်လုပ်သားများအားငွေကြေးအတွက်မနှမျောဘဲနေရန်ကိုခိုင်ခန့်အောင်ထောက်များကိုမဖြတ်ဘဲတည်တည်ချာချာလှုပ်ဆောင်ရန်ဘဲဘက်ချမ်းဝင်ထုတ်ဝင်ပိုးရှိသောနေရာများကိုရောရဲမှုမရှိစေရန်နှင့်တောက်ခလောက်8ခုကိုအနာများတွင်ဂယုတစိုက်ချိတ်ဆွဲကပြန်လည်စစ်ဆေးကဟေဆော်ရန်ကြီးကြပ်သည်ရှောင်ဟဲကဤပထမအတားအဆီးဖြစ်သောတန်ဆူးကျိုးတက်နေရန်မြင့်ကြီးနှင့်ဒုတိယအတားအဆီးဖြစ်သောတောက်ခလောက်8ခုတက်တန်မဏိတကားကြီးအားအန်တီဝန်တယောက်လာရောက်ဆန်းသက်ပြီးတော့မလိုချင်ဘူးလားဟုစိတ်ထဲမှစိန်ခေါ်လျက်ရွာသူကြီးထံသို့တွားရောက်ခဲ့သည်ရှောင်ဟဲသည်ရွာသူကြီးထံသို့တွားရောက်ကာမိမိပြည်နယ်မြို့တော်သို့စီးပွားရေးကိစ္စဖြင့်တလခန့်ခရီးရှည်ထွက်မည်ဖြစ်ကြောင်းကုမ္ပဏီတစ်ခုကမိမိ၏ဒူးရင်းသီးကိုစိတ်ဝင်စား၍ရေရှည်မိတ်ဖက်လုပ်လိုကြောင်းအတိပေးပြီးဝိုင်းတပုတ်လင်းလက်ဆောင်ပေးသည်ရွာသူကြီးကရွာတွင်ဤကဲ့သို့အရေးချင်းရှိသောလူငယ်များလိုအပ်ကြောင်းချီကျူးပြီးဥယျာဉ်ခြံကိုတောက်ခတ်ကာနေရန်တွင်တန်ဆူးကျုံများခတ်ထားသည်ကိုသိရှိပြီးနောက်မိမိပိုင်ဆိုင်မှုကိုမိမိဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်းပြင်ပလူများဝင်ရောက်ဖျက်ဆီးခြင်းမပြုနိုင်စေရန်ဥယျာဉ်ကိုတေတေချာချာစောင့်ရှောက်ပေးမည်ဖြစ်ကြောင်းကတိပြုကာအပြင်မှသတိထားရန်မှာကြားသည်ရှောင်ဟဲထွက်ခွာသွားပြီးနောက်အန်တီဝန်သည်ထုံးစံအတိုင်းဒူးရင်းသီးခူးရန်နှင့်ဂင်းတို့ကိုရောင်းချ၍ပတ်စံရှာရန်အတွက်ဥယျာဉ်သို့ရောက်ရှိလာသည်သို့သောမြင့်မားလာသောအုတ်နေရန်ကြီးနှင့်တန်မဏိတကားကြီးကိုတွေ့လိုက်ရသောအခါအလွန်အံ့အားသင့်သွားပြီးအော်ဟစ်မိသည်အန်တီဝန်သည်နေရန်ကိုကြော်တက်ရန်ကြိုးစားတော်လဲတန်ဆူးကျိုးများကြောင့်လက်များဆူးရှကခြေထောက်လဲထိခိုက်ဒဏ်ရာရသွားခဲ့သည်ရင်းကရှောင်ဟဲအားရက်ဆက်သောလူယုံမှာနတ်ဆိုးလေးဟုကျိန်ဆဲရင်းဤကိစ္စကိုဖြေရှင်းရန်အတွက်ရွာသူကြီးထံသို့ဒေါသတကြီးတွားရောက်တိုင်ကြတော့သည်အန်တီဝန်ကရွာသူကြီးအားမိမိအတွက်ရက်တီပေးရန်ငိုယိုကာပြောဆိုပြီးရှောင်ဟဲကဒူးရင်းချံတကားကိုတန်များများဖြင့်ကဟေးဆက်တောက်ခလောက်8ခုတက်ကနေရန်တွင်တန်ဆူးကျိုးများတက်ဆင်ထားသဖြင့်မိမိလက်များဆူးရှကုန်ကြောင်းမိမိအားတခိုးဟုထင်မှတ်နေပုံရပြီးဤလောက်ရမှာဆယ်စုနှစ်ချီအိမ်နီးချင်းဖြစ်ခဲ့ကြသောမိမိမျက်နှာကိုသာမကတရွာလုံးကိုပါရိုက်လိုက်ခြင်းဖြစ်၍တရားမျှတမှုမရှိဘဲအဖွားကြီးကိုအနိုင်ကျင့်ခြင်းဖြစ်ကြောင်းပြောဆိုသည်ရွာသူကြီးကရှောင်ဟဲမထွက်ခွာမီမိမိထံသို့လာရောက်ခဲ့ကြောင်းနှင့်ပြင်ပလူများဝင်ရောက်ဖျက်ဆီးခြင်းမပြုနိုင်ရန်ဥယျာဉ်ကိုတောက်ခတ်ထားခဲ့ခြင်းဖြစ်ကြောင်းရှင်းပြသည်ထိုအခါအန်တီဝန်ကမိမိသည်အပြင်လူမဟုတ်ဘဲရှောင်ဟဲ၏အတော်ဝိုင်းဖြစ်ကြောင်းဒူးရင်းသည့်အနေငယ်စားခြင်းမှာဘာမှမဖြစ်နိုင်ကြောင်းနှင့်သူမငယ်စဉ်ကထမင်းကြံပင်ကျွေးပူးကြောင်းထပ်မံအကြောင်းပြသည်သို့သောရွာသူကြီးကအန်တီဝန်၏ရှေးရိုးဆွဲအတိတ်ပဲမရှိသောစကားများကိုလက်မခံဘဲအန်တီဝန်သည်ရှောင်ဟဲ၏ဒူးရင်းသီးများကိုခူးယူကာမြို့နယ်တွင်တွားရောက်ရောင်းချခဲ့ပြီးမိမိအားကြိုက်တဲ့လောက်ခူးခွင့်ပေးထားကြောင်းလူတိုင်းကိုလိမ်လည်ပြောဆိုခဲ့သည်ကိုသိရှိထားသဖြင့်ရင်းအားပြစ်တင်ဝေဖန်သည်အန်တီဝန်ကဒူးရင်းသီးများမြေကြီးထဲတွင်ပုတ်သွားမည်ကိုစိုးရိမ်၍မိဆိုင်ရန်နှင့်ပတ်စံရှာရန်ကောက်ယူခြင်းဖြစ်ကြောင်းရှောင်ဟဲတဦးတည်းဤများအများကြီးမစားနိုင်ကြောင်းစင်ကြေပေးသည်ရွာသူကြီးကမူရှောင်ဟဲသည်ဒူးရင်းချံကိုစာချုပ်ချုပ်ထားသဖြင့်အထက်ကပစ္စည်းများမှာဒင်းဤကိုပိုင်ပိုင်ဆိုင်မှုဖြစ်ကြောင်းဒင်းတွင်တောက်ခတ်ပိုင်ခွင့်ရှိပြီးမိရှုဖြက်စီးလင်ပင်မြည်သူများတားဆီးပိုင်ခွင့်မရှိကြောင်းပြတ်သားစွာပြောဆိုသည်အန်တီဝန်ကရွာသူကြီးအားအပြင်လူဘက်ကရက်တီပေးကမိမိအားအနိုင်ကျင့်မှုကိုရက်ကြည့်နေသည်ဟုဆွဆွဲပြီးထိုတန်တကားနှင့်ခြံစည်းရိုးမှမလှပမလုံးကြုံသဖြင့်ရွာနာမည်နှင့်ဖြိုချပေးရန်တောင်းဆိုသည်ရွာသူကြီးကမိမိတွင်ဖြိုချပိုင်ခွင့်မရှိကြောင်းညှင်းပယ်လိုက်သောအခါအန်တီဝန်ကလူတိုင်းမိမိအားဝိုင်းဝန်းတိုက်ခိုက်နေကြကြောင်းမိမိ၏မောင်ဖြစ်သူလက်ထက်ရန်အတွက်ဒူးရင်းသီးရောက်၍မင်္ဂလာလက်ဖွဲ့ငွေရှာရန်မျှော်လင့်ချက်များပျက်စီးသွားရကြောင်းငိုကြွေးမြည်တမ်းသည်ရွာသူကြီးကအန်တီဝန်အားငိုချင်လျင်အိမ်ပြန်ငိုရန်နှင့်ဆက်လက်ရုံးရင်းဆန်ခတ်လုပ်နေပါကနှင်ထုတ်မည်ဟုတတိပေးလိုက်သဖြင့်အန်တီဝန်သည်မကြေမနက်ဖြစ်အိမ်သို့ပြန်လာခဲ့ရသည်အိမ်သို့ပြန်ရောက်သောအခါအန်တီဝန်၏မိခင်ကယနေ့ဒူးရင်းသည်မိမြကောက်လာနိုင်သည်ဟုလည်းကောင်းရင်း၏မောင်ဖြစ်သူကငွေကောက်ခံရရှိမှုအခြေအနေကိုမေးမြန်းနေကြောင်းလည်းကောင်းလှမ်းမေးသည်ထိုအခါအန်တီဝန်ကဒေါသတကြီးဖြင့်ရှောင်ဟဲ၏ဒူးရင်းချံတစ်ခုလုံးပိတ်ဆို့ခြောက်ကပ်သွားပြီးဖြစ်၍ဘာမှစိုက်ပြိုတဲဆောင်၍မရတော့ကြောင်းလင်းရှောင်ဟဲသည်ရက်ဆက်သောလူယုံမှဖြစ်ပြီးမိမိအတွက်အရာရာကိုတမင်တကာခက်ခဲအောင်လှုပ်ဆောင်သွားခြင်းဖြစ်ကြောင်းအော်ဟစ်ပြောဆိုသည်ဒူးရင်းသီးများခူးယူ၍မရတော့သဖြင့်ပတ်စံလည်းမရနိုင်တော့ဘဲမိခင်ဖြစ်သူကအိမ်တွင်မိမိအားကိုးနေရသည့်ကြားမှမောင်ဖြစ်သူ၏မင်္ဂလာလက်ဖွဲ့အတွက်ပတ်စံညီတို့ရှာရမည်နည်းဟုညီးတွားရင်းဤကဲ့သို့ဆက်မနေနိုင်ကြောင်းပြောသည်ထိုအခါရွာသားတဦးသို့မဟုတ်အနည်းရှိလူတဦးကအန်တီဝန်အားဤညအထိအလွန်အကျွံမလှုပ်ဆောင်ရန်နှင့်ရှေးရခင်ကလေးကတတိပေးခဲ့ဘူးကြောင်းပြောဆိုရင်းဆက်ကြောင်းမှာပြီးဆုံးသွားခဲ့သည်